မင်္ဂလာပါအမကတော့ educational consultant နှင်းဝေပဲဖြစ်ပါတယ်အမဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့ဒီတောင်းတက်အလုပ်တင် program လေးတွေအားသာချက်လေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်စင်ကာပူမှာ internship program တွေကအရန်ကိုမှတန်ဖိုးရှိတဲ့ pathway တစ်ခုပဲဖြစ်ပါတယ်အားသာချက်တွေမှာဒီပထမဆုံးအချက်အနေနဲ့ဆိုလို့ရှိရင်ဒီအရှိကျောင်း6လမှာဆိုလို့ရှိရင်စာတွဲသင်ကြားမှုကနေပြီးတော့မှ basic knowledge တွေရရှိပြီးတော့မှဒီ internship 6လမှာဆိုလို့ရှိရင်လည်းလုပ်ငန်းခွင်တွေမှာလက်တွေ့အလုပ်လုပ်ကိုင်ရတာဖြစ်တဲ့အတွက်လုပ်ငန်းအတွေ့အကြုံတွေလည်းရရှိမှာပဲဖြစ်ပါတယ်ဒီ internship ဆင်းတဲ့အခါကြလို့ရှိရင်လည်းကိုကဒီ hotel တွေ restaurant တွေ company တွေမှာလက်တွေ့ကိုယ်တိုင်အလုပ်ပြန်လုပ်ရတာဖြစ်တဲ့အတွက် future CV ထဲမှာလည်းကိုယ့်ရဲ့ international experience တွေပါဝင်တာဖြစ်တဲ့အတွက်အလုပ်ခိုင်အတွေ့အကြုံအတွက်လည်းအရန်ကိုအားသာချက်တစ်ခုပဲဖြစ်ပါတယ်တတိယတစ်ချက်အနေနဲ့ဆိုလို့ရှိရင်လည်းဒီ English စာစကားပို့ပြီးတော့မှတိုးတက်တယ်ပေါ့နော်ကိုကနေတိုင်း customer တွေနဲ့ communicate လုပ်နေရတာဖြစ်တဲ့အတွက်ကိုရဲ့ English စာစကားကိုလည်းပို့ပြီးတော့မှတိုးတက်လာမှာပဲဖြစ်ပါတယ်စတုတ္ထအချက်အနေနဲ့ဆိုလို့ရှိရင်လည်းဒီ entry requirement တွေကလည်း flexible ဖြစ်တယ်ပေါ့နော်ကိုအနေနဲ့ကဒီ IELTS မရှိဘူးဆိုလို့ရှိရင်တော့မှဒီ pathway program တွေနဲ့တက်ရောက်လို့ရပါတယ်နောက်ဆုံးအချက်အနေနဲ့ကကြတော့ကိုအနေနဲ့ကကျောင်းပြီးသွားလို့ရှိရင်လည်း international standard နဲ့အညီနိုင်ငံတကာအသိအမှတ်ပြုထားတဲ့ diploma တွေကိုရရှိမှာပဲဖြစ်ပါတယ်အခုအမပြပြပေးသွားတဲ့ကျောင်းတက်အလုပ်တင် program လေးနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်လေးသိချင်တယ်ဆိုလို့ရှိရင်အခုပဲစာပို့ပြီးတော့ပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်မေးမြန်းလို့ရနေပြီနော်